သူ့ original မှန်လားလဲထားတဲ့မှန်လားဆိုတော့သိချင်ရင်ကျွန်တော်ပြောပြမယ်တခြားဆရာကြီးတွေဆိုရင်တော့ဒီလိုကြည့်ကြရလားမှန်ရဲ့အသားတိတ်လေးတွေကိုကြည့်ကြတယ်ဒီချက်လားဗျာမှန်ရဲ့အသားတိတ်လေးတွေကိုကြည့်ပြီးတော့တချို့ကြတော့ပြောကြတယ်ဒီမှာမှန်အသားတိတ်ကျွန်တော်ထားဆိုရင် Nissan တီတာနော်လာဒီဘက်လာဒီမှာ Nissan 10 Plus နော်ဒီမှာနော်ဒီမှာသူ့ original သားတိတ်လေးပါတယ်ဒါပေမဲ့တော့ဟိုဘက်ပြန်သွားဒါပေမဲ့အဲ့လိုကြည့်လို့အမှန်မှားဆုံးဖြတ်လို့မရဘူးသူ့ original မှန်လားလဲထားတဲ့မှန်လားဆိုတော့ဘာဖြစ်လို့ဆိုတော့အဲ့ဒီ design ကဒီလိုမျိုးတီတာနောက်တကားကနေပြီးတော့ဖြုတ်ပြီးတော့တက်မယ်ဟဲ့ဆိုရင်အဲ့လိုမျိုး design ကရတယ်အဲ့တော့တခြားကားမှန်ကိုလဲတက်ထားတယ်ဒါက original မှန်လို့ပြောလို့မရဘူးသူလဲထားတဲ့မှန်ပဲဖြစ်တယ်အဲ့ဆိုတော့ဘယ်လိုသိနိုင်လဲဆိုတော့ကားသွားကြည့်တဲ့အခါမှာကားသွားကြည့်တဲ့အချိန်မှာကိုသွားကြည့်မဲ့ကပိုင်ရှင်ကခွင့်ပြုမယ်ဆိုရင်ပေါ့ဗျာကျွန်တော်ပြောတာပိုင်ရှင်ခွင့်ပြုမယ်ဆိုရင်ဒီလိုနီးနဲ့ကြည့်ရင်တော့မှန်လဲတာလားမလဲတာလားတော့ဆိုတော့အတိအကျဆုံးသိရလုံးဝ 100% ဘယ်လိုလဲဆိုတော့ပြောပြမယ်ဒီ liner လေးကိုခွာလိုက်နော်ဒီ liner လေးကိုခွာလိုက်ခွာပြီးသွားရင်ဒါဒီဘက်ကကြဒီ site ကပါလေးရှိမယ်နော်အဲ့လေးကိုဖြုတ်လိုက်ပိုင်ရှင်ခွင့်ပြုမယ်ဆိုရင်ပြောတာပေါ့ဗျာညာတော့ဖြစ်တော့ခွင့်ပြုပါတယ်ဒါလေးကတော့ဒါလေးခွင့်ပြုခြင်းနဲ့ဒါလေးကြည့်ခြင်းနဲ့ဆိုပြီးတော့တောင်းကြည့်လိုက်ပေါ့ဒါလေးကိုဖြုတ်လိုက်လေးပစ်လေးရှိပြောရင်ပေးဖုံးပေးဘယ်လိုလဲဆိုတော့ဒီမှာဒီမှာသူ့ original ဖော်တုံးလေးတွေ့လားဒါဆိုရင်ဒါမှန်လုံးဝမလဲရသေးဘူးသူ့ original မှန်ဂျပန်လာတဲ့ကဖော်တုံးလေးအဲ့လိုမဟုတ်ဘဲနဲ့ဆီလီကွန်ထိုးထားတဲ့အရာကြီးဖြစ်သွားပြီဟေးဆိုရင်တော့ဒါမြန်မာပြည်မှာမှန်ပြန်လဲထားပြီးသွားပြီဆိုတော့ဒါပြောတာပေါ့ဒါဆိုရင်ဒါသူမှန်မလဲရသေးဘူးဒါဂျပန်မှာတည်းကလေကမှန်တစ်ခါမှကွဲထားခြင်းမရှိသေးလို့ဒါသူ original မှန်ဖော်တုံးလေးတချို့ဆိုရင်ကျွန်တော်တို့တရေတုံးလေးလာတယ်အဲ့လိုဆိုရင်တော့ဒါတေချာတယ်ဒါ original မှန်ဂျပန်မှာတည်းကပါလာတဲ့ original မှန်မဟုတ်ဘဲနဲ့ဆီလီကွန်ထိုးထားတဲ့အရာကြီးဖြစ်နေပြီဟေးဆိုရင်တော့ဒါကလဲထားတဲ့မှန်ဆိုတော့သိနိုင်ပါလေဗျာအဲ့လိုကြည့်နေရင်လည်းတခါလေးပြပြလိုက်ပါဗျာဒါကိုဖြုတ်လိုက်အဲ့လိုကြည့်နေရင်လည်းဘာဘာကြည့်လို့ရလဲဆိုတော့ဒီရှေ့လက်မောင်းတန်းနဲ့ခေါင်းနဲ့အဆက်ထဲကဒါလေးကိုဖယ်ပြမယ်အဆက်ထဲကဒီကြားလေးကိုပါကြည့်လို့ရပါတယ်ခင်ဗျာတခါတလေလက်မောင်းတန်းအတိုးတိုက်လေးရှိတယ်လို့ယူဆလို့ရှိရင်မတင်ငါဘူးဆိုရင်ဒီလက်မောင်းတန်းကြားထဲကကျွန်တော်တို့ join ဆက်လေးပတ်တီးလေးကိုတစ်ချက်လှမ်းကြည့်ပြီးတော့ original ချိတ်လားဒါမှမဟုတ်ပြုပြင်လာလားဆိုတော့သိနိုင်ပါတယ်เนาะအဲ့လိုမျိုးနှစ်ချက်ကတခါလေးကြည့်လို့ရပါတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော် sharing လုပ်ပေးလိုက်ပါတယ်ဗျနောက်လည်းဒီလိုမျိုး knowledge sharing video တွေရောင်းဝယ် blog တွေတင်ပေးနေမှာဖြစ်လို့ကျွန်တော်အကောင့်လေးကို like share နဲ့ follow လုပ်ထားပေးလို့ရပါတယ်ခင်ဗျ။ကားကြောင်းမှာဝယ်မယ်ဆိုရင်ကျွန်တော်ဒီဖုန်းနံပါတ်လေးကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ဝယ်ချင်တဲ့ပြင်ကားလေးတွေကိုလည်း 1% fees နဲ့တေချာသွား လိုက်လံစစ်ဆေးဝယ်ပေးပါတယ်ခင်ဗျာ။ဗီဒီယိုပြီးဆုံးအောင်ကြည့်ပေးတဲ့မျိုးတွေတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ။